はい、皆さん、こんにちは。ちょうどにあかんでことは、あかんでまどろばてやまね、その知っているわ、どんどん。で、で、まが進行中、一年や、知っているの、その一年は、知っているでとさま、あね、とてね、くらまうてやまは、まどね、めちゃ、ねめちゃまがサイン中だ。サイン中だよ、まどね、どんどん。どうればね、やぼとこと、どんどんだわ。သူ့ရဲ့နောက်မှာကကွက်တိအဲ့ဒီအနောက်ရှစ်ဖြစ်သွားတဲ့ချိန်တွေကဥပမာဒီကျွန်တော်တို့ကစာမွေးဖြစ်နေတာJB စာမွေးဖြစ်နေတဲ့အချိန်မှာမိုးရချောဟိုက်ပေါ့နော်ချောဟိုက်ဖြစ်နေတဲ့အချိန်မှာမိုးကသွားအဲ့လိုချိန်နဲ့ဆက်မှာတော့ဟိုမှာပဲချောသူပေါ့နော်ကွက်တိကြီးအဲ့ဒီနိုင်နေရှိတဲ့လူတို့ကိုအခုလုံနေတဲ့ချိန်တွေကအနောက်ကဂျာမောက်အဲ့လိုအနောက်ရှစ်ဖြစ်သွားတဲ့ချိန်တွေကပြီးတဲ့သူ့ရဲ့နောက်မှာပဲနောင်ဆိုရင်တော့ဒီကျွန်တော်တို့ dictionary ကဘာတဲလို့ကလုံနေတော့မလို့ ဥပမာပြ speech နောက်ပိုင်းကျspeech ဆိုရယ် speech ပြောနေတော့เนาะသူစုရင်ရုပ်တည် think တွေကပြေတာအနည်းပြတ်သွားသူ speech ပြောနေတော့ရုပ်တည်အနည်းပြတ်သွားတယ်ဆိုတဲ့ချင်းတွေကနောက်တစ်ခု barbecue ရက်တဲ့ဆိုင်ချူ barbecue ဆိုအသားကင်နေပါလို့ကျွန်တော်လောက်ကင်နေတော့မှာချင်းနေရုပ်တည်အမေကပူရရှိတဲ့မိုးကပြောတာကျွန်တော်အဲ့ဒီအရာဝတ္ထုခုလုံနေတော့မှာတော့ကွတ်တီအဲ့ဒီအချိန်မှာပဲကွတ်တီကြီးအနောက်ရှစ်ဖြစ်သွားတဲ့အချိန်လေးက အဲ့တော့နောက်တစ်ခုကဦးချင်းမှာကျွန်တော်အသေးစိတ်လေးကြည့်ပါတယ်နံပါတ်8မှာသူလုံးနေတဲ့အချိန်အတော်ပြန်လာဥပမာဒီအုပ်ပေါ်ကခါလေးဖြစ်ပြောအဲ့တော့နားနဲ့ကြည့်ခံတော့စိတ်ကြီးတော့ပါတယ်အခြေတွေရဲ့စိတ်ကြီးဆိုတဲ့ကကတ်တက်တာပါအခြေဘာတွေကတ်တက်တာရှိတာမလို့ကတ်တက်တာရှိတာမလို့အဲ့ဒီအချိန်တွေမှာမလုပ်လိုက်ဘူးကျွန်တော်အကုန်လည်းပေါ်လို့မရအဲ့ဒါကြောင့်မို့လို့နောက်လုပ်ဖို့ကတ်တာမလို့အချိန်အရုံလောက်တာပါဟုတ်မယ်ကျွန်တော်တို့လွယ်မဲ့မယ်ဆိုရင်ကျွန်တော်မိုးရွာတဲ့အချိန်မှာကျွန်တော်ရေခံလိုက်ရပါလိမ့်မိုးရွာရေမခံလို့ရတဲ့ဆိုတော့ခွင့်ရရှိတော့ယူရမယ်ဆိုရင်တည်ရပါနံပါတ်1ခဲ့ကြသူ့မှာတော့ကျွန်တော်နောင်းဆိုရင်တော့ dictionary မှာတဲရရ9K ဒီရည်တည်ဆိုရင်9တည်ဆိုတော့နောက်ကပ်ပြရမယ်ရေပေါ်ကြဒါမဲ့နိုင်ဦးချင်းနေမရှားတဲ့ဆိုတာအဲ့တော့မအေးခင်ပါဟင်းနေပါပြီဆိုကျွန်တော်မအေးခင်ပါကိုရရတာရှိရမလားအေးတော့မှပါရတာမရှိတော့ဘူးလေအဲ့တော့ဘယ်လိုလဲစတူဒင့်နိုင်ဦးချင်းစတူဒင့်နိုင်ကမမေ့ခင်ပါနော်ခရတာနမရှိတဲ့ဟုတ်ခရတာမှာသက်သာထားကြတာဟောအဲ့တော့မိသွားရင်သက်တော့အခက်ခဲပြန်မှာမလို့သူကောင်းမှမမိနေတော့မမိနေတဲ့အချိန်မှာခရတာမှာမှတ်ထားမယ်ဆိုရင်ဒီကေပါပြီးတော့နောက်တစ်ခုနံပါတ်2စိတ်နံပါတ်2ကကျွန်တော်နိုင်နေတဲလို့အားရအဲ့ဒီတစ်ခုလုံးနေတဲ့ကာလကြာမှာဘာလို့ပြောင်းလို့မတစ်ခုဖြစ်သွားတော့ဒါပေမဲ့အဲ့ဒီပြောင်းလဲမှုဖြစ်သွားတာကပြောင်းလဲမှုကြာအရန်ကိုပြည့်တဲ့တာလေးပြောင်းလဲသွားတယ်မဟုတ်ဘဲနဲ့တော့မသိမသာပြောင်းလဲမှုဖြစ်သွားတော့သူ့မှာတော့ကျွန်တော်ဘာလို့ရဲ့ဘာတဲရဲ့ဘာနိုင်အဲ့ဒါပဲလို့နော်ရှီရတဲ့ဥချင်းမသိတဲ့ခင်အတော်အတွင်းမှာအမေကပူရိဟာจิตမဲ့တိတာမောဟစတယ်ရွာတယ်ဒါမို့ရွာနေတာကိုမသိတော့ဒီတဲ့ခင်တော်တယ်မစွားမြာဒါလိုအင်တာနက်တို့ရှီရတဲ့တက်ဦးစီအဲ့တော့အင်တာနက်နဲ့တော့ရှာဖွေနေတဲ့အချိန်တော့အတွင်းမှာပဲဒီလိုလိုနာပုဂ္ဂိုလ်မျိုးမျိုးချောင်းတယ်ဓာတ်နဲ့လာပြင်အဲ့တော့မျိုးမျိုးနဲ့ကြောင်းရတယ်ကိုကမသိတဲ့အချိန်တော့ချိုင်းဆိုင်နဲ့နားရတာလေချိန်ကဦးချင်းတွေမှာ level မျိုးရှိရဲပတ်တစ်ခုကအချိန်အကန့်အသတ်ရှိတာမဟုတ်ဘူးအဲ့ဒီအတော်တင်မှာကိုယ်တော်ပေါ်ရင်ကျွန်တော်ကအလုပ်လုပ်ပြအဲ့ဒါကြောင့်အချိန်ရတော့လုပ်ပါမယ်ဝယ်ရတော့ရေးပြတယ်လို့လေဒါတော့ကျွန်တော်အဲ့ဒီတစ်ခုကိုလုပ်နေတဲ့အချိန်တော်တင်မှာမတိပတာပြောင်းနေမှုဖြစ်သွားတာပါဒါတော့နံပါတ်၈ကအခါရီဒါအစ်ပိုဒါဘာခါရီဒါအစ်ပိုရာပဲလေတော့ကျွန်တော်ခုပြောင်းနေမှုပေါ့နော်အဲ့ဒီပြောင်းလဲမှုတော့တက်လက်ပြီးတော့တက်သွားနေတဲ့အချိန်ကပြီးတော့ဘာခါရီဒါကျွန်တော်လောကသူ့ရဲ့အချိန်ကလောကဆိုးရတဲ့ဟာတွေဆိုတော့ OC လို့ပြောပါတယ်ဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ကောင်စီနောက်ကတက်ပြီးတော့တက်နေကောင်စီလုံးတက်တယ်ဆိုတာဆိုရတယ်ဆိုရတဲ့အချိန်ကိုဥတည်လို့တက်လက်ပြီးတော့တက်သွားနေတဲ့အချိန်ကအဲ့လိုချိန်ကျဘာခါရီနဲ့ပေါ်လာများပါတယ်ပြောင်းလဲမှုတစ်ခုကိုဦးတည်လို့ဆက်လက်ဖြစ်သွားနေတဲ့ grammar ကနိုင်ငံရေးဆိုရင်ဒီဟိုကို direction ဦးတည်မှုတစ်ခုတွေပဲပြောင်းလဲမှုကဆက်လက်ပြီးတော့ဖြစ်သွားနေတာပါဒီပေါ်မှာတော့ကျွန်တော် dictionary ခေါ်လိုက်မှာဟာဒီဘုရှိရဘုဒ္ဓတော်ပြောအဲ့ဒီနွားတွေပါဟိုဝက်တွေပါရောဂါကဒီလိုဘာလို့ပြက်နေတာကြီးပဲပြက်ကြည့်ပဲပြက်နေတာမို့လို့အဲ့ဒီခုနေကျအဲ့ဒီနိုင်ငံအတွင်းမှာရှိတဲ့လူတွေကရှင်းပိုက်တယ်သိပုံလို့ရတယ်
내가 그러고 그더라. 지구도가 오고 그때 알로냐리로 단교가 부에도가 가리게 알로 체는 세야리가 냐냐냐라 아 그게 빨리 알로 체는 왜 세네야အဲ့체는 거가 내가 이치로 되게로 모래가 오고 때 가로 모래 저 택해 ပြဿနာကိုဖြစ်ပြီးကြတဲ့နေစပြီးတော့ခက်လေတော့ခံတယ်သူနဲ့ကြော်နဲ့ဆက်ဆံရေးကဝါလူခုနာမတိပို့တော့သိုးရွာလာပါတယ်အဲ့တော့လုံးဝပြန်ကောင်းလာတော့ဝါလူခုဆိုရင်သိုးရွာရဲဆိုတဲ့ပြောင်းလဲမှုတွေအဖက်တစ်ဖက်သွားမှာပါအဲ့ဒီ drama မှာအဲ့တော့ပြောင်းလဲမှုတစ်ခုတွေဥတည်ပြီးဖြစ်သွားနေတဲ့ drama ပါနောက်တစ်ခုရောသူမှလဲရောက်လာတယ်ဆိုတော့ eco ခေပါခုလောက်တော့မလောက်တာအောက်ကကျွန်တော်သမင်းစားတော့မလို့လောက်နေတဲ့အချိန်မှာအဖေးစီကအောင်းလာတယ်အဲ့ဒီမျိုးဟာတွေကအဲ့တော့နိုင်တဲ့တူရတဲ့ခါအဲ့ပြောင်းလဲမှုစလိုက်တာကခုဖြစ်သွားတော့မယ်ကိုရှိမိုင်းနည်းနည်းလေးကတော့ခဏမျိုးပြီးတော့မိုးစုမကြမီကြရလောက်တော့မှာလောက်နေတယ်ဟိုလောက်တော့မဲ့အချိန်ပါဟောဒီတော့ခါတိုက်ရောနည်းနည်းပြင်းထန်တဲ့တောင်းပါဥပဒေဆိုချက်사쿠라가 만캔이 나로도 시대를 두고 사쿠라 팬이가 만캔이를 비와프라 비와프라로 놀러오는ချိန်မှာ 유키가 붙다 아니 네바야 저렇게 나르고 캐쇼싱ဆိုတဲ့ဒီကောင်ဖွင့်နေပေါ့အဲ့ဒီဖွင့်တဲ့ဘုရုပွဲကအခု아지마로 도시대가 따라와 뭐로 메인나 캔처시대가 알아와 때로 싸움이네အဲ့တော့ခုဖြစ်တော့တဲ့အချိန်ကြီးက 내려보가 스스로 외래를 해야 지금 병의 무가 옛때문에 셀레비로 태도하는 친구가 나란히 또 유니까 이 병의 무가 진고주 셀레 태도하는 거 옛때는 지금 뭐 마스터고요 되도록 나가봐 그리고 지라이니 대피지는 따뜻하고 나는 situ아이마 대피지는 누이라 누이라 하루가 모습이래နေရာကြတော့နေရာဒီရောက်တော့မှာပေါ့နော်ပြီးတော့ခုနခါရှာအဲ့ဒီကောင်တွေကအင်းကအခုလက်ရှိဟာတင်းရှိဆိုအောင်ဖတ်တင်ကပေါ်ပြီးတိုးတက်တာပါအဲ့ဒီကောင်တွေကအခုလက်ရှိပေါ်ပြီးတိုးတက်နေတာအဲ့တော့စူအားလို့တော်လိုက်တာမလို့ဟာတင်းဆိုတဲ့ပေါ်ပြီးတိုးတက်မှုကရက်တက်နေလို့လည်းဆက်လက်ပြီးတော့ပေါ်ပြီးတိုးတက်နေလို့ချင်းပြီးတော့ပြီးတော့အခုကဆက်လက်ပြီးတော့ပေါ်ပြီးတိုးတက်နေတာမလို့ချောင်းအနာဂတ်ကိုဒီတိုင်းဆောင်လို့ညောင်းနိုင်လို့ရတယ်အဲ့ဒီကောင်ကတိုးတက်အောင်ပါပေါ့အဲ့လိုမျိုးသိကြပါတော့အဲ့လိုဆိုစုပဲတယ်ကကျွန်တော် info တော့တင်တယ်နားကတော့ခဏမှမသိဘူးပါအရှိရကြတော့ဒီလောက်နေတယ်အနောက်ကကျွန်တော်ဒီလောက်ပါပါပြီးတော့ဒီ grammar ဆိုတဲ့ချိန်ကျသူရဲ့အရှိနဲ့အနောက်မှာရှိတယ်အဓိကစကားလုံး subject ပေါ့နော်အဲ့ဒီ subject ကတော့ကျွန်တော်တူပဲကြရပါမယ်ဒီကောလည်းစုပဲမို့လို့ mask လုပ်ပြရပါမယ်いろいろな体験、自分のやつちゃうんですが、楽しみすぎる、両親にね、日本の生活、自分や人間を慣れてきた。တားကြပါအဲ့ရှိရကြတော့ပုံမှာအဲ့ဒီအတွေ့အကြုံတွေပါရနေနေပဲအနောက်ကမြေဟောင်းမဖေးတော့ဘယ်တကယ်ရဲ့ပေါ့နော်တားကြပါအဲ့တော့အာခိချီအဲ့ဒီအာခိချီတွေမြေအလောမှာအဲ့ဒီမြေအလောကိုဘလူးလုံးရင်ဆိုတာနဲ့ပတ်သက်ပြီးတော့ဂျူးမြေဆိုတဲ့ဒီလိုဒီတိုင်းနဲ့ဟာနာချီအိုင်းစုပြေးနေနေနဲ့ကေကခုပလန်ကိုပတ်သက်တဲ့ပလန်ဆွဲတော့ချင်ပါတယ်ပြည်တိုင်းလည်းဆွေးနွေးမယ်ဆွေးနွေးရင်လည်းဘယ်လိုလုပ်ရမလဲဆိုတော့ပြန်ဆွေးနွေးတာပါအဲ့ဒါဒီနေ့အခန်းနဲ့ပါကြတာပါအဲ့တော့ပြန်ပြောမယ်ဆိုရင်ပထမဥပဒေကဆန်ကျူတယ်သူ့ဟုလုံးနေတဲ့အချိန်မှာကွက်တိချင်းနောက်ရှိဖြစ်သွားတာပါဒီတော့လည်းကိုဦးချင်းဒီမှာတည်းနေရှိတယ်ကျွန်တော်အခွင့်အရေးရလို့ယူထားဆိုတဲ့ဇာတ်မှာသူ့ဟုလုံးနေတဲ့အချိန်တွေမှာကိုယ်လည်းမတိလက်နေပြောင်းမှုဖြစ်သွားတယ်ဒီတော့လည်းဘာခရီးတာအပေါ်အဲ့ဒီလောကဆိုးရတဲ့အချိန်တွေပါအဲ့ဒီဥတည်မှုတစ်ခုရေးနဲ့ဥတည်လို့ဖြစ်သွားနေတဲ့ပြန်လာပါနောက်တစ်ခါရောတူရှိတယ်ခုဘာလို့လုပ်နေရဥပမာလေကျွန်တော်ရေချိုးမလုပ်တာအဲ့တန်လာပြီးတော့စူအားလို့ကအဲ့ဒီအချိန်တွေကရက်တက်နေတယ်ဆက်လက်ဖြစ်သွားတော့အချိန်ကြီးအောက်ကနေဒီကုန်းလေးတခုကဆက်လက်ပြီးတော့ produce တိုးတယ်ဆိုရအဲ့ဒါမျိုးညောင်းမှန်းလို့ရတယ်နောက်တစ်ခါသူကတော့နားလာနေတူတယ်တခုခုလုပ်နေနောက်တစ်ခုလုပ်တာပါဟုတ်တယ်တော့ဒီကြော်ရဲအဲ့တော့ dance ခံမှာတော့